move on လုပ်တယ်ဆိုတဲ့နေရာမှာတယောက်နဲ့တယောက်ကမတူဘူးတချို့လူတွေအတွက်ကကျတော့အရန်ကိုပေါ့နော်ဒီ relationship ကိုဘဝတစ်ခုလုံးနဲ့ယဉ်ပြီးတော့ expectation အများကြီးထားပြီးတော့လုံးဝတဘဝလုံးသူနဲ့ပဲရှေ့ဆက်သွားမယ်ဆိုတော့အရာကြီးကအမြဲတမ်းကောင်းတဲ့မှာရှိနေခဲ့တယ်ရုပ်တရက်ကြီးအနေထားတစ်ခုလုံးပြောင်းလဲသွားတဲ့အခါကျတော့သူတို့လုံးဝမခံနိုင်တော့ဘူးစိတ်ကောလူကောရင်းနှီးပြီးတော့ပုံအပ်ပြီးချစ်ခဲ့တဲ့လူတွေအတွက်စိတ်ခံစားချက်နူးညံ့တဲ့ emotional အရန်ဆန်တဲ့ခံစားလွယ်တတ်တဲ့လူတွေအတွက်ကကျတော့ move on လုပ်ရတာအရန်ခက်တယ်တချို့ကျတော့အချိန်တစ်ခုကြာတယ်ပေါ့ move on လုပ်ရတာအချိန်တစ်ခုကြာတယ်တချို့ကျတော့အဲ့လိုမဟုတ်ဘူး okay ငါနားမှာမနေချင်တော့ဘူးလေငါလည်းမျှော်မှန်းထားတာပဲဒါပေမဲ့ဖြစ်မလာတာ okay let it be သွားပါ तू အဆင်ပြေတဲ့လူနဲ့သွားပါစေငါကတော့ဘာမှဆွဲမထားတော့ပါဘူးငါလည်းသူများတစ်ဖက်သားကိုပေါ့နော်ထိုင်ပြီးတော့မျှော်နေရတဲ့မိန်းမမဟုတ်တာဆိုရဲပုံစံမျိုးနဲ့ပေါ့နော် strong လုံးဝ mature ဖြစ်တဲ့လူမျိုးမချစ်တာတော့မဟုတ်ချစ်တယ်ဒါပေမဲ့အဲ့ရောက် तू ဦးစားမပေးတော့ဘူးအဲ့ဒါယူ तू မခံစားချင်တော့ဘူးတော့ပြီသူလက်လွတ်လိုက်ပြီအဲ့လိုမျိုးလူတွေကျတော့ move on လုပ်ရတာအချိန်တစ်ခုပဲကြာတယ်နောက်တချို့နောက်ထပ်အမျိုးသားရှိတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုပေါ့ပါပဲ okay တွဲတယ်ပြတ်တယ် okay စတွဲကြတဲ့ကပေါ့ပါလေးပဲတွဲခဲ့တာလေးလေးနက်နက်တခုမှမရှိတဲ့အတွက်ပြတ်သွားတယ်သူတို့အနေနဲ့တော့ AC ပဲ move on လုပ်တယ်လို့ပြောတဲ့နေရာမှာကိုယ်ဘယ်အထဲမှာပါနေလဲကိုကအဓိကပြောချင်တာကိုစပြီးဒီ relationship ကိုတိဆောက်ထားကြတဲ့ကဘယ်လိုစိတ်နဲ့သွားလဲအဲ့ဒါပုံမူတည်ပြီးတော့ move on လုပ်ရတာကြာပါတယ် move on လုပ်ရတာမြန်တာတွေလည်းရှိတယ် move on လုပ်ရတာကြာတော့လည်းရှိတယ်ခဏလေးနဲ့ပြီးသွားတဲ့ကိစ္စတွေလည်းရှိမှာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့အဓိကကိုယ့်ရဲ့စိတ်ခံစားချက်ပဲ move on လုပ်တာကခက်လားမခက်လားဆိုတော့ကိုယ့်ရဲ့စိတ်ခံစားချက်ပုံမူတည်ရကိုကချစ်ချင်းမေတ္တာပေါ်သဘောထားတဲ့အပေါ်မူတည်ပါတယ်လို့ပြောချင်ပါတယ်